ပြောကြရင်ဘယ်တော့မှမှန်နေလို့မှန်တယ်ဆိုရှိမှာမရှိဘူးအဲ့ဒါကိုရှောက်ပြပေါ့ကိုကအမှန်အဲ့ဆိုအမှန်ပြောတာမဟုတ်ဘူးပေါ့တဲ့ကိုအကုန်လုံးတက်တယ်ဆိုအမှန်ပြောမှာမဟုတ်ဘူးပေါ့ကိုတဲ့ကိုဘယ်လိုမြင်လဲအော်ဘယ်လိုဘာဘယ်လိုမြင်တာတော့ဟာဒေါက်တာခေကြီးကမိန်းမတယောက်ကပညာတတ်ရင်တက်မတက်ရင်ဟိုရုပ်ဆင်းလာမယ်တဲ့နှစ်ခုလုံးဘာမှမရှိဘူးဆိုရင်ဖွဲပဲတဲ့အဲ့ဒါကိုပြောတာအဲ့တော့ဘာလို့လဲဒီကိုကြီးလို့အေးအဲ့ပြောတယ်အဲ့ဒါတဲ့ကိုဘယ်လိုမြင်လဲလို့ပြောတာလို့ပြောတယ်မင်းငါမိမတော့ငါမိမလို့မဟုတ်ဘူးတဲ့ကိုရဲ့ကြိုက်တဲ့ချက်လေးတွေပြောပေးကွာမကြိုက်ပါအဲ့လိုမဟုတ်ဘူးလို့ကြိုက်တဲ့ချက်လေးပြောလို့ကိုလုံးကြိုက်တယ်လို့မကြိုက်တဲ့ချက်ပြောမရှိဘူးကိုကြိုက်မကြိုက်တာတော့ရှိတယ်မကြိုက်တာပြောလို့ရှင်လဲဘာလဲမရှိဘူးလို့မကြိုက်တာမရှိဘူးကိုကြိုက်တယ်စကားကိုပုံမှန်လင်းလင်းပြောပါလင်းမရချင်းဆိုတာပုံမှန်လင်းလင်းပြောရတယ်အဲ့လိုအုံမုန်းနေကြိတ်ပုံးနေကိုမကြိုက်တာကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပေါ့ပုံမှန်လင်းပြောကြိုက်တယ်ကိုကြိုက်တယ်ရင်းချက်တဲ့လက်ရသာကိုကြိုက်တယ်မဟုတ်ဘူးမကြိုက်တဲ့အချက်ဆိုတာတဲ့ဆိုရင်ကွာကိုဆိုရင်ကွာအဝတ်တွေဆိုလို့ရှိရင်ဒီနားမှာထားလို့ပြောလို့ကိုကဒီနားမှာမထားလို့ရှင်တဲ့မကြိုက်ဘူးကွာအဲ့လိုစီကမ်းမလိုက်နိုင်တဲ့မကြိုက်ဘူးအဲ့လိုကိုတဲ့ကိုမကြိုက်တဲ့ချက်ကိုမေးတာအတီမေးနေတာပြောလို့ဘာကြီးတွေဟုတ်မှာဒါကြည့်နေတာဒါတပွဲနဲ့နီးနေလို့ကြောင့်စဉ်းစားကြိုက်တဲ့ချက်ကမရှိပါဘူးကုန်ကြိုက်တယ်ဟောနော်တဲ့အဲ့ဂျင်းမတဲ့နဲ့အတီမင်းနေရလို့စိတ်ပြေမှာနော်နာအောက်တယ်မချတဲ့အောက်အဲ့လိုတဲ့ဆိုအဲ့လိုမျိုးစီကမ်းမရှိရင်ဆိုတဲ့မကြိုက်ဘူးပေါင်းလေးရိုက်တာပဲနော်ဟိုဟာတစ်တော်ထဲမှာနိုင်ငံခြား show တစ်ခုပေါ့လေ TV season show တစ်ခုကြည့်တော့ဟာတဲ့အိမ်တော်ရေးတဲ့တစ်ခုတည်းတီမြဲခြင်းတဲ့ဘာကြီးလိုက်နာရမလဲတီမြဲခြင်းဘာကြီးလိုက်နာဒီကအချက်ကတော့ဘာပဲလုပ်လို့ယောက်ျားကြီးမားတယ်ဘာပဲပြောယောက်ျားကြီးမားတယ်အဲ့လိုလည်းမဟုတ်ဘူးလို့အိမ်တော်ကြီးတီမြဲတဲ့ချက်လားမှန်းနေရောတဲ့